လုတ်သားရွာနှင့်ဂျော်ကြီး၏တရေကြောင်လုတ်သားရွာသည်တောင်ကုန်းများကြားတွင်ငြိမ်သက်စွာတည်ရှိနေသောကြေးရွာတွေဖြစ်သည့်ရွာသားများသည်ရိုးရာဓလေ့များကိုလိုက်နာပြီးစိုက်ပျိုးရေးနှင့်မွေးမြူရေးကိုအဓိကထားလုပ်ကိုင်ကြသည့်ရွာထဲတွင်ဂျော်ကြီးဟုအမည်ရသောလူငယ်တဦးရှိသည်သူသည်ရွာထဲတွင်ရဲရင်ပြီးစွန့်စားရန်ဝါဒနာပါသူဖြစ်သည်ဒီနေ့တွင်ရွာထဲတွင်ထူးဆန်းသောအဖြစ်အပျက်များစတင်ဖြစ်ပေါ်လာသည်ရွာသားများသည်ညဘက်တွင်တရေများကိုမြင်တွေ့ကြသည်ဟုပြောဆိုလာကြသည်ထိုအခါဂျော်ကြီးသည်ထိုအဖြစ်အပျက်များကိုစုံစမ်းရန်ဆုံးဖြတ်လိုက်သည်ဂျော်ကြီးသည်ညဘက်တွင်ရွာထဲတစ်ဝိုက်လှည့်လည်ပြီးတရေများကိုရှာဖွေလိုက်သည်သူသည်ရွာနှင့်ဝေးကွာသောတောအုပ်ထဲသို့ရောက်ရှိသွားပြီးထိုတောအုပ်ထဲတွင်ရှီဟောင်းကျောင်းတစ်ခုရှိကြောင်းသိလိုက်သည်ထိုကျောင်းသည်မိသူများမဝင်ရဲသောနေရာဖြစ်ပြီးညဘက်တွင်တရေများလှည့်လည်နေသည်ဟုအဆိုရှိသည်ဂျော်ကြီးသည်ထိုကျောင်းသို့ရောက်ရှိသွားပြီးကျောင်းဝင်းထဲသို့ဝင်ရောက်လိုက်သည့်ကျောင်းသည်ပြိုပြဲနေပြီးအတွင်းတွင်မီးအိမ်တစ်လုံး၏အလင်းရောင်ကလေးများသာရှိပြီးသူသည်ကျောင်းတွင်သို့ခြေလဲများလန်းလိုက်ပြီးနှင့်တပြိုင်နက်နေရန်များမှတရေများ၏အတန်များကြားလာသည်သူသည်ထိတ်လန့်သွားပြီးပြင်ထွက်ရန်ကြိုးစားတော်လဲကျောင်းနှခါသည်လေပြင်းတိုက်ခတ်ခဲ့သို့အလိုတလျှောက်ပိတ်သွားသည်ထိုချိန်တွင်သူသည်ကျောင်းတွင်မှတရေများကိုမြင်လိုက်ရသည့်တရေများသည်မိအိမ်မှအလင်းရောင်ဖြင့်ဘုံရင်းများဖြင့်ပေါ်လာပြီးသူအားချောက်လန့်နေကြသည်ဂျော်ကြီးသည်ထိတ်လန့်သွားပြီးသူအားကယ်တင်ရန်ဖျားထင်ကိုဆူတောင်းလိုက်သည်ထိုချိန်တွင်ကျောင်းတွင်မှတရေများသည်ပျောက်ကွယ်သွားပြီးကျောင်းနှခါသည်ပြန်လည်ဖွင့်လာသည်ဂျော်ကြီးသည်ကျောင်းမှထွက်ပြေးလာပြီးရွာသို့ပြန်ရောက်သွားသည်သူသည်ထိုညဖြစ်အပျက်ကိုရွာသားများအားပြောပြတော်လဲမိသူများမယုံကြည်ကြပေသို့သောထိုနေ့မှစဂျော်ကြီးသည်ညဘက်တွင်တောအုပ်ထဲသို့မြည်သည့်အခါမျှမသွားရတော့ဤဇလန်သည်လုတ်သားရွာနှင့်ဂျော်ကြီးတို့ကိုအခြေခံပြီးဖန်တီးထားသောထိတ်လန့်ဖွယ်ရာတရေဇလန်ဖြစ်သည်ဇလန်သည်စိတ်ကူးရင်မှုများဖြင့်ဖန်တီးထားပြီးစာဖတ်သူများအားထိတ်လန့်မှုများဖြစ်စေရန်ရည်ရွယ်ပါသည်